Hello အားလုံးပဲsuper friend လေးကို super blog ကနေကြိုဆိုပါရစေအားလုံးပဲနေကောင်းကြမယ်လို့လည်းမျှော်လင့်ပါတယ်ဒီနေ့ကတော့short လေးပဲပြောမှာပေါ့နော်အများကြီးအဲ့လိုမျိုးရှိတော့မဟုတ် general knowledge ပေါ့ဟိုတရက်ကဆိုပြီးပြောပြထားတယ် US health insurance အကြောင်းလေးဆိုတာမပြောပြလို့အဲ့ဒါဒီနေ့အလုပ်ထဲကနေပြောခဏနားရဲ့ခံလေးမှာထိုင်နေနေပြောပြပြီးဖို့ပြောလုပ်လိုက်တာhealth insurance ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ဟိုတရက်ကဆိုပြီးအလုံးမှာပြုတ်ကျသွားတော့လက်ဖြစ်သွားတော့ emergency ကိုသွားရတယ် friend ကိုသိတဲ့အတိုင်းပဲ emergency သွားလို့ရှိရင်ဒီမှာက insurance ရှိမရှိရတော့ bill ကတော့အဲ့လိုမျိုးပြတယ်ပေါ့နော်အင်ကိုရောက်လာတဲ့ bill ကဘယ်လောက်လာလဲဆိုရင်ဒေါ်လာ4000တောင်မှလာတယ်ပေါ့နော်4000ပေါ့4000ဆိုတာနဲတာမဟုတ်လေနော် emergency ဆိုရင် always အဲ့လိုပဲတကယ်လို့ကိုယ်စီမှာ insurance ရှိရင်အဲ့ဟာ insurance ကနေပြီးတော့သူတို့ဖြတ်မယ်ပေါ့နော်ပြီးရင်လည်းကိုယ်လည်းထပ်ပေးရမယ် process တွေကတော့အများကြီးပဲပေါ့ just basic general knowledge လေးဒီနေ့ဆိုပြီး share ချင်လို့ပေါ့နော်ဆိုပြီးတော့အလုံးမှာ insurance ရှိတယ်ဆိုတော့ဒါက insurance ပိုင်းကနေဖြစ်သွားပြီးဖြည့်ရှင်းမယ်ပဲပေါ့နော်ပို့ပြီးတော့ဟိုဖြစ်တာတော့ကိုအလုံးမှာဖြစ်တယ်ဆိုတဲ့အတွက်ပေါ့ဒီဥစ္စာတကယ်လို့ဒါ insurance ဒါမရှိဘူးဆိုလို့ရှိရင်ဒါတော်တော်အများကြီးကိုပေးရမှာတော်တော်ကြီးကိုကြာမှာလို့ဖြစ်မှာပေါ့နော်သူပြီးပြောချင်တာကတော့အဲ့ဒီပုံမှာဘယ်လိုမျိုးပြောချင်လဲဒီနိုင်ငံမှာက insurance ကမရှိလို့မဖြစ်ဘူးအစိုးရကလည်းကားမလုပ်ပေးဘူးလားဆိုအဲ့ဒါလုံးဝမဟုတ်ပါဘူးအဲ့ဒီဥစ္စာလုံးဝမှားပါတယ်အဲ့တော့ပြောချင်တာကတော့ general knowledge အရာဒီကျမ်းမာရေးကတော်တော်လေးကိုအရေးကြီးတယ်မိတို့တော့ဘယ်နေရာမှာပဲမေနိုင်ငံမှာပဲနေအမေရိကမှာမို့လို့ကျန်တဲ့နိုင်ငံမှာမို့လို့အကောင့်မှာကိုရတာပဲ no ဘယ်မှာပဲနေကျမ်းမာရေးဒီအရန်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဆိုပြီးပြောချင်လို့ပါကိုကျမ်းမာရေးကိုလည်းအားလုံးကိုဂရုစိုက်ကြနော်အဲ့ဒါလေးကို sharing လေးလုပ်ချင်လို့အများကြီးအရှိကြီးတော့နောက်ထပ်ပေါ့နော် insurance နဲ့ပတ်သက်တာတွေကတော့ရှိတယ်သိချင်တာရှိတော့ anytime မေးလို့ရတယ်ဆိုပြီးရဲ့ next blog လေးမှာဆိုပြီးနဲ့တွေ့ကြမယ် okay bye bye